စတင်ရရှိပြီဗျနေရာသမားကတော့1လက်ပါဗျလက်1ပါဗျအခုဆိုရင်တော့စားပစ်ချိန်ပါဗျစားပစ်ချိန်2-3ပါဗျအားနဲ့စားပစ်ပါအခုဆိုရင်တော့3 ပါဗျ4-3ဖြစ်သွားပါပြီဗျ4-3ပါဗျပြီးပြီအားတဲ့ကဲအခုဆိုရင်တော့အားထက်ကတော့နောက်တစ်မှတ်ထည့်ရသွားပြန်ဗျာရမ်းမတိုးပါနဲ့ဟောတောင်းတော့ထောက်လို့မရတော့ကဲတိခတ်ပြီးတော့ကြည့်ပေးပါဗျာနော်3ပါဗျာပါလာကြီးအခုဆိုရင်တော့7-3ဖြစ်သွားပါဗျပြီးပြီ3-7ပါဗျလာပါလေ7
7-3ပါဗျကောင်းပါလေနော်ဒုက္ခဟောတယ်3-7ပါဗျ我进去了。စာပေချိန်7-3ပါဗျစာပေချိန်ပါဗျ3-7ပါကျွန်တော်မတိုးပါနဲ့3ပါဗျကဲအခုဆိုရင်တော့အဲ့3နဲ့အချက်ကတော့ကွင်းချင်းတော့ပဲညာပထမရိုးပွဲမှာအများကြီးဖြတ်ထားနိုင်တဲ့2ယောက်ကိုစာပေ over မှာတော့ဘလို့ဖက်ကစားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျာနော်အခုကလာကြည့်တဲ့ဘာကြောင့်ချင်းဝါသနာတူညီကိုတွေရမ်းများနေတဲ့အတွက်ကိုနော်ဒါစာပစ်ထိုးရတာအစနည်းနည်းလေးဝင်းကတ်နေတဲ့အတွက်အဆင်မပြေဖြစ်တာပါပဲနော်နားလည်ပြီးပါဘာကြောင့်လဲဆိုတော့သူတို့လည်းအရန်အားပေးခြင်းလို့ရောက်လာကြတဲ့ဝါသနာတူတွေပါနော်ဟုတ်ကြည့်လေကွာ3အဖြစ်စာပစ်ပါဗျဆိုရင်တော့9-3ဖြစ်သွားပါပြီဗျာနော်ဝယ်တွေကတော့ကျွန်တော်တို့ခုနပြောခဲ့တဲ့အတိုင်းခုနရိုးထိုးကတော့အမတ်ပြတ်နဲ့အရရှုံးသလိုစာပေ over မှာတော့ဘယ်လိုလေးလာမလဲဆိုတော့စောင့်ကြည့်အောင်ဗျ9-3ပါဗျစာပေချိန်ပါဗျရလာကြီးဆုံးကြည့်ဟာ9-3ပါဗျဖြစ်သွားပါကြနော်မတိုးပါနဲ့11-3ပါဗျာတိတ်မကြည့်ဘူးကြောင်းတော့လို့မရတော့စာပေအချိန်ပါဗျ3-11ပါနော်ဒီဘက်က2ယောက်စာပေပါဗျဝေးပါတယ်ဗျ4-11ပါဗျရပြီဗျအခုဆိုရင်တော့11-4ပါဗျခိုင်တယ်ကွဲကုန်ပြီခိုင်ကုန်လေကျန်းတော်ပြီခိုင်ကုန်ပြီ9-4
ပေးမှုကတော့တကယ်ကောင်းဆုံးပါဗျ